အားလုံးပဲမင်္ဂလာပါ share ရဲ့ vlog လေးတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ share က share သွားခဲ့တဲ့ Seoul Spring Festival Wonder Show လေးသွားတဲ့အကြောင်းလေးပြောမှဖြစ်ပါတယ်Seoul Spring Festival Wonder Show ကပြန်မလုပ်တာလဲဆိုတော့ share အကြိုက်ဆုံး Yoito Hangang Gowon ပြီးမှလုပ်တာဖြစ်ပါတယ်shareဆိုရဲ့ဟန်ကန်ထဲမှာဆိုအဲ့ park ကိုအကြိုက်ဆုံးပေါ့နော်အဲ့မှာရှေ့ကြိုက်တဲ့ long shot လဲလာမယ်ဆိုတော့တာဖြစ်ခဲ့ပါတယ်ဒါတွေကတော့ရှေ့တို့အဲ့နေရလက်ပတ်လေးအရင်ရွယ်ပေါ့နော်စိတ်ကောင်းစရာတစ်ခါပါလဲဆိုတော့အဲ့နေရမိုးအရန်မိုးရွာတဲ့နေပေါ့နော်ရာသီဥတုတော်တော်မကောင်းလေးလေးတိုက်တယ်အရန်အဲ့လိုမောင်မောင်ဖြစ်နေရပါတော့ဒါပေမဲ့လေလာတယ်တမျိုးပေါ့နော်အဲ့မှာ Merry Go Round နဲ့နောက်ခံရိုးကြီးတို့ဟန်ကန်ကုန်းဝိုင်းနဲ့အရန်လာရပါတော့ဒီ Seoul Spring Festival ကရှယ်ကြီးရဲ့အရာဆိုရင်တော့သူကနိုင်ငံခြားသားတွေကိုကိုရီးယားရဲ့tradition တွေပြီးတော့ K-pop K-drama အဲ့လိုမျိုးဟာတွေကိုအဓိကပြသပါပေါ့နော်ဒီဟာလေးကတော့ပွဲမစားခင်ရှယ်ရိုးဆောင်တဲ့နေရာတွေပေါ့နော်သူကထိတ်ဆုံးမှာအင်္ဂလိပ်က Korean Traditional Orchestra Show ပဲရှိရပေါ့နော်ဒါပေမဲ့မိုးရန်ရွာတော့အဲ့ဒါဖျက်သိမ်းလိုက်ရတယ်အဲ့တော့ရှယ်ရိုးကကိုရီးယား hanbok ကိုအဲ့လိုဒီဇိုင်းမျိုးစုံတည်ထွင်ထားတဲ့နာမည်ကြီးဒီဇိုင်နာရဲ့ fashion show ပေါ့နော်အကြိုက်ကြည့်ခဲ့ရတဲ့အရန်ကိုလာပြီးအရန်မိုက်တယ်ပေါ့နော်အမောင်မှာထူးထူးခြားခြားလေးသူတို့နိုင်ငံရဲ့နာမည်ကြီး drama ရဲ့ live တင်ဆက်မှုနဲ့အဲ့ဒီ fashion show ပွဲရုပ်ကြည့်ရတကယ်ကိုအရန်လာပြီးတော့အရန်မိုက်တယ်ပေါ့နော်တကယ်Merry Go Round နဲ့အနောက်ကဟန်ဂိမ်းနဲ့အရင်လာပါတယ်မိုးကတော့ရွာတယ်ပေါ့နော်အဲ့ဒါတော့နည်းနည်းစိတ်မကောင်းကြပါတော့ပြီးတော့ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးတဲ့အဲ့လို traditional တချင်းတွေဆိုရဲအဆိုတော်ကြီးလေးလာတယ်ပြီးတော့သူတို့နိုင်ငံရဲ့ကုံဆောင်တိုက်ကွန်တို့အတင်လေးလာတယ်မီဟွာပေါ့နော်မီရှိုးလို့ပြောမလားအဲ့လိုဟာကြီးလေးကြည့်လိုက်ရပါတယ် finally share လာတဲ့ရည်ရွယ်ချက်တွေကတခုပေါ့နော် long shot ရှေ့က long shot ကိုကြည့်ချင်လို့အဓိကလာခဲ့ရပါတော့ဒါကတော့ရှေ့ကြည့်ချင်တဲ့ long shot ရဲ့ performance တွေဖြစ်ပါတယ်ပြီးတော့ long shot ပြီးတော့ဟွာစာအွန်နီရဲ့ performance တွေအရင်မိုက်ပါတယ်မိုးတော့အရင်ရွာရပါတော့ experience တော့အသစ်တစ်ခုပါပဲအဲ့ဒါကတော့Seoul Spring Festival Wonder Show ရဲ့ experience ကတော့အရင်ကိုကြည့်နေပါတယ်နောက်နှစ်တည်ရှိရဆိုရှင်သွားကြည့်ဖို့ share ရ recommend ပေးရပေါ့နော်
share ကတော့အမှန်တကယ် Wonder Show ရဲ့ ticket ပဲဝယ်ထားဖြစ်တဲ့အတွက်ဒီ Wonder Show တွေပဲလာကြည့်ရပါတော့အကယ်လို့အချိန်ရတယ်ဆိုလို့ရှိရင်တနည်းကုန်သူကအဲ့မှာ Spring Festival ဆိုပြီးတော့အစားအသောက်တွေဝယ်စရာလေစရာလေးလုပ်စရာ activity တွေလည်းအများကြီးရှိပါတယ်အချိန်ရတယ်ဆိုလို့ရှိရင်သွားကြည့်ဖို့ recommend ပေးရပေါ့နော်ပြီးတော့ဒီ Wonder Show ညနေဟာဆိုလို့ရှိရင်လည်းသူတို့နိုင်ငံရဲ့အမှုပညာပြီးတော့သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုတွေကိုလည်းအများကြီးဖော်ပြတဲ့ show လေးဖြစ်တဲ့အတွက်ပေါ့နော်အရန်ကိုမိုက်တဲ့ experience တစ်ခုပါပဲရှယ်အတွက်တော့မူရထဲမှာပေါ့နော်အရန်လာတဲ့ performance တွေရှေ့သဘောကျတဲ့ idol တွေရဲ့ performance ကြီးရဖြစ်တဲ့အတွက်အရန်ကိုကြည်နေတဲ့အရန်ကိုကြည်နေတဲ့ဟိုလေး experience တွေပဲပေါ့နော်အားလုံးကို recommend ပေးပါတယ်အဲဆိုလို့ရှိရင် share ဒီ vlog လေးကိုဒီမှာပဲအဆုံးသတ်ပါမယ်နောက် vlog ဒီမှာပြန်တွေ့ကြမယ်နော် bye bye